စီးပြက်ကံပြက်နဲ့အသင်းမှာပြက်ကျနေတဲ့ Real Madrid အားလုံးပဲမင်္ဂလာပါ Daily Debate Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျယ်စီဆိုကြီးလို့လူသိများတဲ့ Real Madrid ဟာကမ္ဘာကောင်းဆုံးစားသမားတွေရဲ့စုဝေးရတင်တဲ့ဖြစ်ပါတယ်။ Real Madrid မှာကစားဝင်ရဖို့ဆိုတာလေကစားသမားတိုင်းရဲ့အိမ်မက်ပါပဲ။ဒါပေမဲ့ Superstar ကစားသမားတွေကိုအလိုလိုက်အကြိုက်ဆောင်တာများလာရင်စီးပြက်ကံပြက်ဖြစ်လာတတ်ပါတယ်။ Real Madrid ကစားသမားတွေကိုဘယ်သူမှမထိန်းနိုင်ကြတော့ပဲထင်ရဆိုင်တာတွေများလာနေတဲ့အဝေးလဲကိုင်းပါနှစ်ချမ်းကွဲတဲ့အထိဖြစ်နေရပါတယ်။ Kylian Mbappe နဲ့ Vinicius Junior တို့ပုတ်တိုက်မှုတွေဖြစ်နေကြတဲ့အထက်ဒီတစ်ခါထက်ချကြတာကတော့ Federico Valverde နဲ့ Tchouaméni ဖြစ်နေပါတယ်။ Valverde နဲ့ Tchouaméni တို့ဟာလေ့ကျင့်ရေးကွင်းမှာဖျက်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပုတ်တိုက်မှုဖြစ်ပွားခဲ့ကြပါတယ်။နှစ်ယောက်သားစင်ပြောင် Arbeloa ကတသိန်းနဲ့ထားပြီးတော့လူပြန်ခွဲပေးခဲ့တာတော့မပြေလည်နိုင်ခဲ့ပါဘူး။နောက်နေ့မှာ Tchouaméni ကတောင်းပန်ပြီးတော့လက်ဆွဲနှုတ်ဆက်ခြင်းခဲ့ပေမဲ့ Valverde ကလက်မခံဘဲနဲ့ခက်ကြမ်းကြမ်းပြန်လဲဖျက်ထုတ်ခဲ့ပါတယ်။နောက်ဆုံးအဝေးလဲကန်းထဲမှာနောင်ချိန်ကြတဲ့အခါဦးကောင်းထိခိုက်မိတာကြောင့် Valverde သတိလစ်ပြီးတော့ဆေးရုံရောက်သွားပါတော့တယ်။ဆေးစစ်ချက်ထွက်လာတဲ့အခါ Valverde ကအုံနောက်ဒဏ်ရာရရှိသွားတာဖြစ်ပြီးတော့နှစ်ပတ်လောက်နားယူရမယ်လို့ Real ဆေးဖွဲ့ကထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ဒီတော့ Valverde အနေနဲ့လာမယ့် El Clasico အပြင်လက်ကျန်ပွဲတော်တော်များများကိုပါလွဲချော်ရမလို့ဖြစ်နေပါတယ်။ Real Madrid ဘက်ကလည်းဒီသတင်းကိုဆက်ပြီးတော့ဖုံးမထားနိုင်တော့တာကြောင့်အတီးပြုတ်ပေးလိုက်ရပြီးတော့အရေးပေါ်ဘုံဖွဲ့စည်းဝေးခေါ်ယူလို့ထိုက်တန်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပေးခဲ့ပါတယ်။ဘသူ့အတွက်မှဂျုံမရှိတဲ့ရန်ပွဲတွေအကြားမှာစီးပြက်ကမ်းပြက်နဲ့ Real Madrid ပြတ်ကျနေပါတယ်။ဒီအခြေအနေတွေကိုထိန်းသိမ်းနိုင်ဖို့နေရာဒီမှာကစားသမားတချို့နဲ့လမ်းခွဲရင်းနဲ့နီးပြကောင်တယောက်ကိုရှာဖွေနိုင်ဖို့အရေးကြီးနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။